fried tofu made for me and my sister. Some are hot, some are warm. အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမသားနဲ့သမီးနဲ့ကတိုဘူးကြော်ရမ်းကြိုက်တဲ့အတွက်ဒီကနေ့တိုဘူးလေးလုပ်ဖြစ်ပါတယ်တိုဘူးဘယ်လိုလုပ်မလဲဆိုတာကျမနဲ့အတူတူကြည့်လိုက်ကြရအောင်နော်အရန်ကိုလွယ်ပါတယ်တိုဘူးမုံကိုတော့3ထုပ်မွေးတစ်စိတ်ကို3ထားပါတယ်ရှင်တိုဘူးမုံ3ထုပ်ကိုတေချာလေးစကားနဲ့စစ်ချပါမယ်အရသာအနေနဲ့စက်သားမုံနှဲငယ်စားနှဲငယ်ထည့်ပါမယ်တိုဘူးမုံတွေကိုရေအေးလေးနဲ့ရောပြီးတော့မှွေပါမယ်ရှင်ဒီနေရာမှာရေများလဲကိစ္စမရှိပါဘူးเนาะကျမကဒီတိုဘူးမုတ်တွေကိုရေနဲ့တညသိပ်ထားမှာဖြစ်ပါတယ်ပေါ်မှာကျန်နေတဲ့တိုဘူးစီခဲလေးတွေကိုစကားနဲ့စီယူပါမယ်။ရေတစ်ခွက်ကျွန်မထည့်ရောပါမယ်။ပြီးရဲ့အခါမှာတော့ဒါကိုတညသိပ်ထားပါမယ်ရှင်။တညသိပ်ပြီးမနေ့ရောက်တဲ့အခါမှာတော့ဒီအနေထားပါကျွန်မအပေါ်ကအရေးကြီးတွေအကုန်လုံးကိုတုံပါမယ်။အောက်မှာအနေထိုင်ပြီးကျန်နေတဲ့တိုဘူးအနှစ်တွေကိုပဲယူပါမယ်။တိုဘူးကြိုဖို့အတွက်ရေနွေးဆူအောင်တည်ပါမယ်အရာအတွက်နွေးမုတ်အနေငယ်ကိုသုံးပါမယ်ရှင်ရေနွေးဆူတာကိုစောင့်နေရင်းနဲ့ကျမတို့အေးခံမှုအတွက်ခွက်ထဲကိုကျမတို့စီတုပ်ပါမယ်အဲ့ဒါမှတိုဘူးကြိုပြီးထည့်တဲ့အခါမကတ်မှာဖြစ်ပါတယ်ရေဆူလာပြီဆိုရင်တော့တိုဘူးအနှစ်တွေကိုဖြည်းဖြည်းချင်းထည့်ပါမယ်တိုဘူးတွေခဲသားမှာဆိုးတဲ့အတွက်ကျမကအဆက်မပြတ်မှွေပေးရပါမယ်နော်ရာသီဥတုကအေးနေတဲ့အတွက်ကျမကအေးခံဖို့အပြင်မှာပဲထုတ်ထားလိုက်ပါတယ်အပြင်မှာပဲ2နာရီလောက်ထားပြီးတဲ့အခါမှာတော့တိုဘူးကြိုထားတာရပါပြီတကယ်လို့ရေခဲတက်တာထဲမှာထည့်ထားရင်လည်းရပါတယ်နော်ကဲအခုဆိုရင်တော့မမတင်းတင်းလေးနဲ့တိုဘူးရပါပြီကျမရဲ့ကလေးတွေကတိုဘူးကြော်ကြိုက်တဲ့အတွက်ကျမတိုဘူးကြော်လုပ်ပြီးမှဖြစ်ပါတယ်တိုဘူးကလေလှုပ်ထားပြီးရင်ကြော်ပဲဆဆတုပ်ပဲဆဆအရန်ကိုအဆင်ပြေပါတယ်အခုဆိုရင်တော့အိမ်မှာလုပ်တဲ့တိုဘူးကြော်လေးရပါပြီကျမရဲ့ channel လေးကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်တွေ့ဆုံပါမယ်ကျမတို့မိသားစုကတော့ homemade တိုဘူးကြော်လေးစားရင်းနဲ့ဒီကနေ့ vlog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်